ကျမလည်းကိုယ်အလေးချိန်ပိုင်ဆိုင်စေဖို့ထောက်ကူပေးနိုင်တဲ့တဘာဝလက်ဆောင်တစ်ခုရှိပါတယ် ဒါကတော့အာလူးလေးပါကိုယ်လေးချိန်ထိန်းတဲ့အခါထမင်းပါဝင်အချို့တော့အစားအစာတော်တော်များများကိုလျှော့စားရပါတယ် ဒီလိုလျှော့စားရတာကြောင့်အာဟာရလိုအပ်ချက်ဖြစ်သွားတာမျိုးမဖြစ်စေဖို့ဆိုရင်အာလူးကိုပေါင်းပြီးရောဖြစ်ဖြစ်ပြုတ်ပြီးရောဖြစ်ဖြစ်နေ့စဉ်စားသုံးမှုမှာထည့်သွင်းစားပေးလို့ရပါတယ်အဲကြောင့်ဒီလိုပြောရတာလဲဆိုတော့အခွန်ပါအာလူးအရွယ်ခက်လက်လက်တစ်လုံးမှာကယ်လိုရီက130ပါဝင်ပါတယ်ဒီကယ်လိုရီပမာဏကကိုယ်အလေးချိန်ထိန်းသိမ်းသူတွေအတွက်တင့်တော်တဲ့ကယ်လိုရီပမာဏပါနောက်တစ်ချက်ကအာလူးမှာအယိုးနဲ့ကြွက်သားတွေတန်မာစေပြီးကိုယ်ခံအားကောင်းစေဖို့ထောက်ပံ့ပေးတဲ့ပရိုတင်းပါဝင်နေတာပါဒါအပြင်အုံနောက်နဲ့ကြွက်သားတွေလှုပ်ရှားနိုင်စေဖို့အင်အားထောက်ပံ့ပေးတဲ့အရေးမြစ်ဖြစ်တယ်လို့စိတ်ရောကိုယ်ပါကျန်းမာစေဖို့အရေးပါတဲ့ကာဗွန်ဟိုက်ဒရိတ်ပါဝင်နေတာပါဗီတာမင် C နဲ့ဗီတာမင် B6 ကျွဲဝစွာပါဝင်နေတာကလည်းကိုယ်ခံအားကောင်းစေပြီးဝိတ်ကျသွားချိန်မှာတောင်အသားရည်ကျန်းမာလာပနေစေဖို့ထောက်ကူပေးနိုင်တာပါနောက်ထပ်အာဟာရဓာတ်တစ်မျိုးကတော့ကြွက်သားစနစ်နှလုံးသွေးကြောစနစ်နဲ့အာယုံကြောစနစ်တွေရဲ့လှုပ်ဆောင်မှုကောင်းစေဖို့ထောက်ကူပေးနိုင်တဲ့အရေးပါတဲ့ electrolyte တစ်မျိုးဖြစ်တဲ့ potassium ပါဝင်နေရပါအာလူးရဲ့ potassium ပါဝင်မှုကငှက်ပျောသီးထက်တောင်ပိုများပါဆိုတစ်ချက်အနေနဲ့အာလူးစားပြီးဝိတ်ချရတာရဲ့အသာချက်တစ်ခုကတော့အာလူးမှာကိုယ်အလေးချိန်ကိုတက်စေနိုင်တဲ့အဆီတက်ပါဝင်မှုက0%နဲ့ကိုလက်စထရောပါဝင်မှု0%ဖြစ်နေရပါပဲတက်ကြွစာနဲ့ကိုယ်အလေးချိန်ထိန်းချင်နေဆိုရင်နေ့စဉ်စားသုံးမှုပလန်ထဲမှာအာလူးကိုထည့်ပြီးစားသုံးပေးပါ weight loss diet ထဲမှာအာလူးကိုထည့်သွင်းစားသုံးတာကကျန်းမာမာနဲ့ဝိတ်ချနိုင်မဲ့နီလန်ကောင်းတစ်ခုပါဒီတော့ကျန်းမာရဲ့ကိုယ်လေးချိန်ကိုထိန်းဖို့အာလူးနဲ့အစီမပါတဲ့အသားတစ်တီဟင်းသီးဟင်းရွက်ရေတို့ကိုတစ်တစ်မြတ်အောင်စားသုံးပေးဖို့အကြံပြုပါရစေအာလူးကိုကြော်စားတာစီပြန်ချက်စားတာချစ်နဲ့တို့စားတာမျိုးတော့မလုံးမိစေနဲ့ပေါ့အာလူးမှာပါတယ်ကျန်းမာရေးအတွက်အကျိုးပြုတဲ့အာဟာရဓာတ်တွေကဘာတွေများလဲကယ်လိုရီပရိုတင်းပိုတက်ဆီယမ်ဗီတာမင် C ဗီတာမင် B6 တို့ပါဝင်နေပါတယ်ကဲဒီလောက်ဆိုရင်အာလူးရဲ့အာဟာရဓာတ်တွေကိုသိရှိသွားပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုသစ်တွေမှာထပ်ဆုံဖို့အတွက် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်